လူတိုင်းကရှင့်ကိုသဘောကျအောင်လူတိုင်းကရှင့်ကိုချစ်လာအောင်ကြိုးစားရတာပြင်ပန်းတယ်လို့မထင်ဘူးလား Hello Serafina ပါဒီနေ့ဆရာပြောချင်တာကကိုယုံကြည်မှုရှိရဲ့မိန်းကလေးတယောက်ဖြစ်ဖို့လူတိုင်းရဲ့အကြောက်ကို flex စရာမလိုဘူးဆိုတဲ့အကြောင်းပြောပြမှာပါလူတိုင်းကရှင့်ကိုသဘောကျအောင်လူတိုင်းကရှင့်ကိုချစ်လာအောင်ကြိုးစားရတာပြင်ပန်းတယ်လို့မထင်ဘူးလားလူမှုပတ်ဝန်းကျင်အပေါ်နော်မိန်းကလေးဆိုရင်နူးညံ့ရမယ်လူတိုင်းနဲ့အဆင်ပြေအောင်နေရမယ်ဆိုပြီးတော့သတ်မှတ်ထားတဲ့ပုံစံကွက်ကြီးကိုအတင်းတိုးဝင်နေရလားတကယ်တော့လေရှင်ကလူတိုင်းရဲ့အကြိုက်ကိုလိုက်ပြီးဖြည့်ဆည်းပေးနေသည်ရှင့်ကိုရောင်ကိုကပျောက်ဆုံးနေဦးမှာပဲအကယ်ရှင်ကိုလူတိုင်းရဲ့သဘောကျနေဆိုရင်ရှင်ကဘသူ့မှမစိန်ခေါ်နိုင်နဲ့ဘသူ့အတွက်မှစိတ်ဝင်စားစရာမကောင်းတဲ့တာမန်လူတယောက်ဖြစ်နေလို့ပဲလူတွေကရှင်ကိုဝေဖန်လာတာလူတွေကရှင်ကိုသဘောမကျလာတာဟာရှင်ကကိုယ့်ရဲ့ကိုယ်ပိုင်ခံချက်နဲ့ယက်တည်နေပြီဆိုတဲ့အတိတ်ပဲအကယ်ရှင်ကရှင်မကြိုက်တဲ့အရာကိုနိုးလို့ပြောလိုက်လို့သူတို့စိတ်ဆိုးသွားမှကြောက်နေရလားရှင်အဖြစ်မြင်ချက်ကိုပြောလိုက်ရင်သူတို့ဖယ်ကျင်သွားမှကြောက်နေရလားစဉ်းစားကြည့်ရှင်ကိုတကယ်တန်ဖိုးထားတဲ့လူကရှင်ရဲ့နိုးကိုတန်ဖိုးထားလိုက်မယ်ရှင်ကိုအသုံးချခြင်းနေတဲ့သူကပဲရှင်ညင်းပယ်ခြင်းနဲ့ရှင် boundaries တွေကိုမြင်ရင်ဒေါသထွက်မှာဆိုတော့ရှင်က people pleaser လုပ်နေတာကိုအခုချက်ချင်းရပ်လိုက်ပါတော့သဘောကောင်းတဲ့သူဆိုတာလူတိုင်းခိုင်းတာလုပ်ပေးရတာမဟုတ်ဘူးလူကောင်းဆိုတာကိုလေးစားပြီးတော့အမှန်တရားဘက်ကရက်တီတာကိုခေါ်တာဆိုတော့ရှင်ရဲ့တန်ဖိုးကိုတခြားသူတွေရဲ့မျက်လုံးထဲမှာသွားမရှာပါနဲ့ရှင်ကအတန်ကြည်ကြဲရတတ်လားရှိလိုက်ကောင်းဖြစ်ဘူးရှင်ကဂျီမန်းချက်ကြီးထားတတ်လားထားလိုက်ရှင်ကမိန်းကလေးဖြစ်ပြီးရောအဲ့လောက်ထိမလုပ်ပါနဲ့လို့ပြောရင်အဲ့လိုပြောတဲ့လူတွေကိုရှင်းပွားရဲဖယ်ထုတ်လိုက်ပါရှင်ကရွှေဖြစ်နေရင်ရှင်ဘလောက်ပဲဖုန်နေကြရောက်နေပါစေရှင်ရဲ့တန်ဖိုးကရွှေပဲရှင်ကလူတိုင်းနဲ့တူစရာမလိုရှင်ကထူခြားနေရမယ်အဲ့ဒီထူခြားမှုမရှက်ပါနဲ့အဲ့တော့ရှင်အားတာချက်အဖြစ်မြင်ပါရှင်ကိုသဘောမကျတဲ့လူတွေများလာလေရှင်ဘွားတွေမှာလူအစ်စ်တွေကြံခဲ့လေပဲရှင်ဘွားတွေမှာလူတွေနဲသွားတာကမကောင်းတာမဟုတ်ဘူးရှင်ကိုအပေါ်ရမဲကြီးရဲ့လူတွေရှင်ကိုထိန်းချုပ်ချင်တဲ့သူတွေကိုအလိုလိုထွက်သွားအောင်လို့စစ်ထုတ်ပလိုက်တာဆိုတော့ရှင်တော့ကောင်းတာပဲရှင်တော့ကောင်းချီတစ်ခုပဲရှင် energy တွေကိုရှင်ကိုမလေးစားတဲ့သူတွေစီသုံးမယ်အစားရှင်ကိုတကယ်ချစ်တဲ့သူတွေရှင်ပေါ်မှာလေးစားတဲ့သူတွေစီမှာပဲသုံးပါရှင်ရဲ့တိုးတက်မှုကိုအားပေးတဲ့သူတွေစီမှာပဲသုံးပါဆရာအမြဲပြောခဲ့တယ်လို့ပဲကိုဘယင်မတယောက်လို့ဆက်ဆံပါအခါကျရင်အစမရှိရဲ့ဝေဖန်မှုရရှင်တို့စီကိုရောက်မလာတော့အဲ့ဒီတော့ဒီနေ့ကစပြီးတော့လူတိုင်းကရှင်ကိုချစ်ဖို့မမျှော်လင့်ပါနဲ့ရှင်ကိုရှင်ပဲအရင်ချစ်ပါရှင်ကိုရှင်သဘောကျနေကျန်တဲ့တစ်ကမ္ဘာလုံးကလူတွေရှင်ဘလို့မြင်အရေးမကြီးတော့